ဂျိုးပိုင်ဖာကိုတော့မရှိမလားရှုံးသွားရတဲ့အတွက်အထက်ဆန်ညာရဲ့ခစ်ကုံသွားပြီလို့ပြောနိုင်မလားဘရိတ်ကတော့မမိလားများကြော်ကြမမီ Sport Channel ကနေအားလုံးကိုပြန်လဲကြိုးလဲပါရင် USA မတဲ့ဝိတ်သမိုင်းတစ်ချောင်းကြီးကျယ်ဆုံးချန်ပီယံတယောက်ဖြစ်တဲ့ Israel အတန်ဆန်ညာတယောက်ဂျိုးပိုင်ဖာလို့သွေးဆူနေတဲ့မျိုးဆက်တဲ့ fighter တယောက်ရဲ့ ground and pound အောက်မှာဒုတိယအချိန်မပြေခင်အခုညီမဲစွာရှုံးပြတဲ့မြင်ကွင်းဟာကိုကံပညာအားကစားလောကရဲ့ခါတီးဆုံးသောပကတိရှိတရားကိုထပ်မံမိပေါင်းထုတ်ပြလိုက်ကြပါပြီအခုဆိုရင်အတန်ဆန်ညာရဲ့ခစ်ကုံသွားပြီလားအနားယူသွင်းပြီလားဆိုပြီးတော့မှပရိသတ်တွေကြားထဲမှာစူညံစွာဆွေးနွေးနေကြပါရင်ပရိသတ်တွေထောက်ပြတဲ့အရင်တုန်းကလိုမျိုးစာလောင်မှုတွေမတွေးရတော့ဘူးဆိုတဲ့အကြောင်းအတန်ဆန်ညာရဲ့လက်ရှိအခြေအနေကိုတိကျဆုံးပုံပေါ်ထားတာပါအတန်ဆန်ညာဟာမီဒယ်ဝိတ်တန်းမှာရှိသမျှထိပ်တန်းဖိုက်တာတွေအကုန်လုံးကိုရှင်းလင်းပြထားခဲ့ပြီးသားပါတရေတယောက်ဖြစ်နေပြီဖြစ်တယ်လို့စီးပွားရေးရလည်းအောင်မြင်နေသူပါငဲ့မွနေတဲ့အချိန်တုန်းကပြသခဲ့တဲ့မသေးမချင်းတိုက်ခိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဟာဒေါ်လာတန်းချီချမ်းသာလာတဲ့အချိန်မှာဆက်လက်ထင်းထင်းထားဖို့ဆိုတာကလူသားသဘာဝအရအတော်လေးကိုခက်ခဲပါတယ်ဂျိုးပိုင်မာနဲ့ပွဲစဉ်မှာအတန်ဆန်ညာရဲ့မျက်လုံးတွေထဲမှာရခင်ကတွေ့ရလေးရှိတဲ့တက်ကွင်းတွေကကျတဲ့တကောင်ရဲ့အမွေးတက်မျိုးလုံးဝမရှိတော့ပါဘူးဖျားပေးခင်အားကြီးမှာပြန်လည်ရုံထွက်လို့တဲ့စိတ်ဆန္ဒဟာအရင်ကတော့မပြင်းပြတော့ပဲလွယ်တကူလက်မြောက်ရှုံးပေးခြင်းစိတ်ဝင်လာတာကိုအထင်ရှားမြင်တွေ့ကြရပါတယ်ဒုတိယအချိန်ပြီးဖို့စက္ကန့်40လိုမှာ ground and pound နဲ့အဆုံးသက်ခံလိုက်ရတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးဒါအတန်ဆန်ညာရဲ့ကစားရန်ပေါ်မှာအသက်အရွယ်ကပေးတဲ့ရက်ဆက်တဲ့ဒဏ်ခတ်မှုပါပဲအတန်ဆန်ညာရဲ့တက်ခါရေးစနစ်ဟာလက်ကိုအောက်ချထားပြီးခေါင်းကိုနောက်ဆောက်ရှောင်းတင်းကတမန်ထိုးနဲ့တက်တဲ့ V+ Space Counter Striker စနစ်ပါဒီစနစ်ဟာလူငယ်ဘွားအာယုံကျော်တုတ်ပြန်မှုမြန်ဆန်ခြင်းမှာပြီးပြည့်ဆိုပေမဲ့အသက်30ကျော်လာပြီးတုတ်ပြန်မှုတွေစက္ကန့်ပိုင်းလုံးနှိပ်ကွေးသွားတဲ့အခါမှာပြန်မဲ့ရဲ့လက်သီးတွေဝင်ရောက်မှုတွေကိုအရင်လိုအလွယ်တကူမရှောင်တိန်နိုင်တော့ပါဘူးဂျိုးပိုင်မှာလက်သီးပါဝါပြင်းထန်တဲ့အပြင်လင်မြန်တဲ့လက်ပန်းစွမ်းရည်ကိုအပိုင်ဆိုင်ထားပါတယ်အတန်ဆန်ညာရဲ့ခြေလမ်းတွေနှိပ်ကွေးနေတာကိုခွင်ကောင်းယူပြီးဂျိုးပိုင်ဖာဟာကွာဝေးကိုအလွယ်တကူကျင်းပြနိုင်ခဲ့ပါတယ်မြေပြင်ကိုရောက်သွားတဲ့အချိန်မှာအတန်ဆန်ညာဟာဂျိုးပိုင်ဖာရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ဖိအား top pressure အောက်ကနေလွတ်မြောက်အောင်မလုပ်နိုင်ခဲ့ပါဘူး။အင်အားဆိုရင်လွယ်တကူမတ်တက်ပြန်ရလေးရှိပေမဲ့ဒီပွဲမှာတော့အင်အားကုန်ခံပြီး ground and pound လက်သီးမှုတွေအောက်မှာကာကွယ်မဲ့စွာအဆုံးသက်ခံလိုက်တာဖြစ်ပါတယ်။ UFC မှာပဲဖြစ်ဖြစ် World Championship မှာပဲဖြစ်ဖြစ်အများနဲ့မှန်ကန်တဲ့ theory တစ်ခုရှိပါတယ်။အဲ့ဒါကတော့ champion တယောက်ရဲ့ရှုံးနိုင်စွမ်းမရှိဘူးဆိုတဲ့အချိန်ဝါတစ်ချိန်ကျိုးပဲ့သွားပြီဆိုရင်ကျန်တဲ့မျိုးဆက်တဲ့ fighter တွေကသွေးနဲ့ရသွားတဲ့ဝင်ပလေးတွေလိုအကုန်လုံးဝိုင်းအောင်လာတဲ့ကြတယ်ဆိုတာပါပဲ။ပါရီယာဒူဘလက်ဆေးကိုရှုံးနေပြီးကလေးကအတန်ဆန်ညာကိုတခြား fighter တွေကမကြောက်ကြတော့ဘူး။ဘောလုံးကမှာတဲ့ရဲ့အကြောင်းရုပ်ပိုင်းဆိုင်ရာကြာဆင်းလာတဲ့ဝိုင်းကစားသမားကြီးတွေကိုပြန်မဲ့လူငယ်တွေကအလွယ်တကူကြော်ဖြတ်သွားလေးရှိတယ်လို့အခုဂျိုးပိုင်ဖာလိုမျိုးဆက်အသစ်တွေကအတန်ဆန်ညာဟာအရင်ကလိုထိလို့မရတဲ့ The Last Style Panther မဟုတ်တော့ပါဘူး။ဖျားပေးဝင်လုံးရင်လွယ်လွယ်ကူပြိုလဲသွားနိုင်တဲ့တာမန်တက်လက်ပိုင်း fighter တယောက်ဖြစ်နေပြီဆိုတာကိုတိကျသိရှိသွားကြပါပြီ။ပရိသတ်တွေကနိုင်ယူသိပြီလို့ပြောကြတာဟာသူ့ကိုမုန်းလုံးမဟုတ်ပဲနောက်ထပ်လဲထိုးခင်ရပြီးဂုံတိတ်ကာတွေထပ်မံကြာဆင်းသွားမှကိုမမြင်ရလို့ချစ်ခင်တဲ့စိတ်နဲ့ပြောကြတာပါ။အတန်ဆန်ညာအနာဆန်ဆေးမပေးရင်မတဲဝေးသမိုင်းမှာဒုတိယအကြီးကျယ်ဆုံးချန်ပီယံအဖြစ်သမိုင်းတင်ပြီးသားပါသူထပ်ပြီးတတိပြစရာဘာမှမလိုတော့ပါဘူးလက်ရှိနေထားရာသူဟာချန်ပီယံကပတ်စိန်ခေါ်နိုင်မဲ့အဆင့်ကနေတရားဝင်ရောကျသွားပါပြီတကယ်လို့သူဆက်ထိုးမယ်ဆိုရင်တော့မျိုးဆက်တဲ့လူငယ်တွေကိုနေရာဖယ်ပေးရမယ်ဝင်ပေါင်းစောက်ချက်သူဂိတ်ကီပါဘွားကိုရောက်ရှိသွားမှာပါဒါသူ့လိုကနဝင်တယောက်အတွက်ခါးသီးလုံးတဲ့အခြေအနေပါပဲဒါကြောင့်ဂုံသိက္ခာရှိတဲ့လက်အိတ်ချုပ်ပြီးအနားယူလိုက်ခြင်းဟာသူခန္ဓာကိုယ်အတွက်ရောသူ့ရဲ့ကြီးကျယ်တဲ့မွေနဲ့အတွက်ပါအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်လာပါလိမ့်မယ်မှန်ပါတယ် The Last Style Panther ရဲ့ရွှေရောင်လွှမ်းတဲ့ချန်ပီယံ KG ဟာတရားဝင်အဆုံးသတ်သွားခဲ့ပြီလို့ပဲကျွန်တော်ကတော့မြင်ပါတယ်ညီကိုတို့ကရောဘယ်လိုထင်လဲအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ